Iran နဲ့ Israel ကြားမှာအပြစ်ခတ်ရက်စဲဖို့သဘောတူတယ်ဆိုပြီးတော့ Mr. Trump ကကြေညာပါတယ်။ဒါကတော့ဒီ Iran ကနေပြီးကာတာမှာရှိတဲ့ US base တွေကိုတိုက်ပြီးမှကြေညာတာပါ US base တွေကိုတိုက်တာ73ခုလောက်လားမသိ missile တွေပစ်တာ12ခုလောက်ကိုကာကွယ်နိုင်ခဲ့တယ်အဲ့တော့တိတ်လည်းအထီးကိုင်းမရှိပါဘူးသူတို့ကတော့သူတို့ပြစ်လို့ပြန်ပြစ်တာပါတဲ့ပြစ်မှာကိုလည်းကြိုတင်ပြီးပြောလို့အဲ့အချိန်မှာလေးမြန်နေအကုန်လုံးရပ်ထားလိုက်တာပေါ့ရပ်ထားပြီးတော့မှတိုက်ပြီးမှဒီချောင်းတွေပြန်ဖွင့်ပေးတယ်ပြီးတော့ ceasefire ပေါ့အပြစ်ခတ်ရဲ့စေးရေးကိုသဘောတူဖို့ပြောတော့ Israel ကသဘောတူတယ် Iran ကတိတ်သဘောမတူဘဲနဲ့အဲ့ဒါကိုဘယ်နာရီမှမကြောက် Iran က ballistic missile တွေကိုပစ်တယ်ဆိုတော့ Israeli 4-5 ယောက်လောက်ပြည်သူတွေကလည်းတည်သွားတယ်အဲ့ဒါနဲ့ Israel ကလည်းချက်ချင်းပြန်ပြီးတော့ Iran ကိုပြန်ပစ်တယ်ဒီဟီရန်နာမှာအထိပစ်တယ်အဲ့တော့ Iran ကလည်းပြောတယ် ceasefire မဟုတ်သေးဘူးပေါ့အဲ့တော့ဒီပြန်ပြီးတော့တိုက်မှာပဲပေါ့လုံးဝအပြစ်ခတ်ရစီရေးကိုသဘောမတူသေးပါဘူးလို့ပြောတယ် Israeli ကလည်းဘာပြောလဲဆို Iran ကအပြစ်ခတ်ရစီရေးကိုသဘောမတူဘဲနဲ့ပြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပြန်ပစ်ပါတယ်အဲ့တော့အပြစ်ခတ် Trump ပြောတဲ့အပြစ်ခတ် ceasefire ကိုသဘောတူတာ Israel သဘောမတူတာ Iran အဲ့တော့ဒီတော့ ceasefire ကိုဖောက်ဖျက်တာကIran ပေါ့ Iran ကလည်းပြောတယ်သူကိုသူကာကွယ်တာเนาะအဲ့တော့ Israel ကလည်းပြန်ပြီးတိုက်တယ် Iran ကလည်း missile တွေတိုက်တယ်ဘာကြောင့်ဆို Iran ကလည်းထင်တာတဲ့ missile တွေကအရန်ပို့ပြီးတော့များနေတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီnuclear facility တွေတော့အကုန်ပြီးသွားပြီအကုန်တော်တော်ကြီးတော့ပြစ်လိုက်ပြီ nuclear Iran ကထပ်မလုပ်နိုင်ဒါပေမဲ့လည်း Iran ကလည်းဒီ3နေရာပြစ်လိုက်တဲ့3နေရာအပြင်တခြားနေရာအများပြားမှာလည်း nuclear တွေထုတ်နေတာစူးစမ်းပြီးထုတ်နေတာရှိသေးတယ်နောက်ပြီးတော့ missile တွေကလည်းသူတို့ကတရုတ်တို့ရုရှားတို့ကနေပြီးတော့လည်းအကူအညီတွေရထားတဲ့ဒီ missile တွေလည်းသူတို့စီမှာတော်တော်ရှိသေးတယ်အဲ့တော့ Iran ကတော်တော်နဲ့တော့အရှုံးမပေးကျင်သေးဘူးပေါ့နော်အဲ့အတွက်ကြောင့်မို့ Trump ကတော့လည်းတေချာအောင် nuclear 3ခုကိုတေချာပြက်ပြီးမှ ceasefire လုပ်ဖို့နော်အပြစ်ခတ်ရက်စဲဖို့နှစ်ဦးကိုပြောခိုင်းတာ Israel ကနားထောင်ပြီးမယ် Iran ကနားမထောင်အဲ့တော့ဆက်လက်ပြီးတော့ဖြစ်နေမယ်အကြောင်းတော့